စိတ်ကူးကြည့်လိုက်ပါမိတ်ဆွေစီလာတဲ့လေယာဉ်ဟာဘသူမှမသိတဲ့နှင်းတောင်တန်းတွေလဲမှာရုတ်တရက်ပြစ်ကျသွားတယ်အသက်ရှင်ကျန်ရင်သူတွေဟာအိတ်ခဲနေတဲ့တောင်တန်းတွေကြားကနေနေတော့မှမအိုမဲမနာဖျားတဲ့မြဝက်ဆန်ကျရှန်ဂရီလာဆိုတဲ့နေရာလေးကိုမမျှော်လင့်ပဲရောက်သွားတဲ့အခါတကယ်ပဲဒီနေရာကထာဝရအသက်ရှင်နိုင်တဲ့ဒုက္ခပုံလားဒါမှမဟုတ်ဘယ်တော့မှပြန်ထွက်သွားခွင့်မရှိတဲ့ဂျင်ထောင်တစ်ခုလားဒီနေ့ Nature What is One Book အစီအစဉ်ကနေကန်ဝဲမြောက် Lost Horizon စာအုပ်ကြောင်းကိုပြပြပေးတော့မှာဖြစ်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ Nature What is One Book ကနေတင်ဆက်ပေးခြင်းကြကတော့ကျမတို့အားလုံးရဲ့စိတ်ကူးတဲ့ကအေးချမ်းလာတဲ့နိဗ္ဗာန်ပုံလေးတစ်ခုအကြောင်းရေးဖွဲ့ထားတဲ့မူရင်းကတော့ James Hilton ရဲ့ Lost Horizon ပါဒီစာအုပ်ကမြဝက်ဆန်းကျင်မှုတွေစိတ်လှုပ်ရှားစရာအချို့အကွေတွေနဲ့အတူကျမတို့ဘဝအတွက်တွေးစရာဒသနာတွေကိုပါဖေးဆွမ်းနိုင်မဲ့ဇလံကောင်းတစ်ပုဒ်ပဲဖြစ်ပါရဲ့ရှင်ဇလံဆဆချင်းမှာပဲအိန္ဒိယနိုင်ငံဘတ်စကူဆိုတဲ့မြို့လေးမှာတော်လန်ရဲ့အရေးခင်းတို့ကြောင့်ဗျမ်းမတာဖြစ်နေတဲ့မြင်ကွင်းနဲ့စာဖွင့်ထားပါတယ်။တနတ်တန်တွေမိကုံးငွေတွေကြားကနေအသက်လူပြီးထွက်ပြေးရတဲ့လေငယ်လေးတစ်စင်းပေါ်မှာခီးတယ်၄ယောက်ပါလာပါတယ်။သူတို့၄ယောက်ကလုံးဝကိုကွဲပြားခြားနားတဲ့သူတွေပါ။ယူကုံဝေဟာပထမကမ္ဘာစစ်မှာစိတ်တရအကြီးအကျယ်ရခဲ့ပြီးဘဝကိုအေးအေးဆေးဆေးပဲဖြတ်တန်းနေခြင်းနဲ့ဗြိတိရှကောင်စစ်ဝန်တူဖြစ်ပါတယ်။မလဆန်ဟာအသက်20အရွယ်သွေးဆူလွယ်ပြီးတော့အင်ကိုအရင်ပြန်ကျင်နေတဲ့ဒုကောင်စစ်ဝန်လူငယ်လေးတူပဲဖြစ်ပါတယ်။ဘာနက်ကတော့ဘာဖြစ်ဖြစ်ဂရုမစိုက်တတ်ပဲပေါ့ပပနဲ့စကားများတဲ့အမေရိကန်လူမျိုးတူပါ Miss Brinklow ကစကန်ချီပြီးတရားဟောခြင်းနေတဲ့ခရစ်ယာန်သာသနာပြုအမျိုးသမီးကြီးတူပါလေရင်ထွက်ပြီးသိမကြခင်မှာပဲသူတို့အထိတ်တလန့်ဖြစ်သွားခဲ့ရပါတယ်ဘာလို့လဲဆိုတော့လေရင်ကသွားရမယ်ပတ်ရှာဝါမြို့ကိုမသွားပဲကြီးပက်တောင်တန်းတွေဘက်ကိုဦးတည်ပြန်တန်းနေလို့ပါပဲလေယုံမှုအခန်းကိုတွားကြည့်တဲ့အခါလေယုံမှုကတနက်ကင်ပြီးသူတို့ကိုပြန်ပေးဆွဲလာတာကိုသိလိုက်ရပါတယ်အောက်ဘက်ကိုငုံကြည့်လိုက်တော့လေဘာအသက်တမ်းမှမရှိတဲ့လုံးဝကိုခောက်ရွကျိုးနေတဲ့ကုန်းလုံးရေခဲတောင်တန်းကြီးတွေကိုထိတ်လန့်ဖွယ်ရာမြင်နေရပါတယ်နောက်ဆုံးမှာတော့လေရင်ပေါ်ကစီကုံသွားပြီးစီးနှင်းတွေဖုံးလွှမ်းနေတဲ့တောင်ကြားတစ်ခုတွေကိုလေရင်ထိုးကျသွားပါတော့တယ်လေရင်မှုလည်းအသက်ဆုံးရှုံးသွားပြီးတော့သူတို့၄ယောက်ဟာအေးခဲနေတဲ့ရေခဲကန်ကြားရထဲမှာတောင်တင်နေသွားပါပြီလေတိုက်လုံးကလည်းကျန်အေးတန်ကလည်းတုံငါအောက်ရောက်နေတဲ့အချိန်မှာသူတို့၄ယောက်တိမင်းကိုစောင့်နေုံကလွယ်ပြီးဘာမှမတတ်နိုင်တော့ပါဘူးအဲ့ဒီချိန်မှာပဲနင်းမုံနိုင်တဲ့ကနေပြီးတော့ထန်းစင်တစ်ခုကိုလူတစုထမ်းလာတာကိုအော်ဖွယ်ရတွေးလိုက်ရပါတော့တယ်ဦးဆောင်လာသူကတော့အင်္ဂလိပ်စကားကိုကျွမ်းကျင်ပြောတတ်တဲ့ချန်လို့ခေါ်တဲ့တရုတ်လူမျိုးတူပါချန်ကသူတို့ကိုပြုံးရှင်နဲ့နှုတ်ဆက်ပြီးသူရဲ့ဘုန်းကြီးကျောင်းကိုလိုက်ခဲ့ဖို့ခေါ်လာပါတယ်လက်ခီးကလုံးဝကြမ်းတမ်းပါတယ်ဒါပေမဲ့ကျင်းမြောင်းလာတဲ့တောင်ကြားလမ်းလေးတစ်ခုကိုကြော်ဖြတ်လိုက်တာနဲ့ပဲမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူ့အားလုံးအသက်ရှူမာသွားရပါတော့တယ်အပြင်ဘက်မှာစီးနေနဲ့အေးခဲနေပေမဲ့ဒီရှန်ဂရီလာလို့ခေါ်တဲ့ဂျိုင်ဝမ်လေးကတော့နေရောင်ကြီးနွေးနွေးလေးကြားရောက်နေပြီးစိမ့်လန်းဆူပြနေပါတယ်ရောင်စုံပန်းတွေပွင့်နေပြီးတစ်သီးဝလံတွေလှိုင်ပေါ်နေတဲ့နက်ကြီးတမျှလှပတဲ့နေရာလေး
ဖြစ်နေပါတယ်။ပိုပြီးအံ့ဩစရာကောင်းတာကဖုန်ကြီးကျောင်းထဲရောက်တဲ့အခါမှာပါအပြင်လောကနဲ့အုံးဝအဆက်အသွယ်ပြတ်နေတဲ့နေရာဖြစ်ပေမဲ့ခင်မီရေပူရေစနစ်တွေဥရောပကအကောင်းဆုံးဝါရက်တွေကဘာရက်ရက်ကရှားပါစာအုပ်တွေထောင်တောင်းချီစုဆောင်ထားတဲ့အရာမစာကြည့်တိုက်ကြီးနဲ့တန်ဖိုးကြီးဂီတဒိုရီယာတွေအစုံအလင်ရှိနေကြပါပဲဒီနေရာမှာနေရတာကုံဝေးအတွက်တော့နိဗ္ဗာန်ရောက်နေတယ်လို့ပါပဲဒါပေမဲ့လူငယ်လေးမလဆန်ကတော့အပြင်လောကကိုပြန်ချင်လို့နေ့တိုင်းဒေါသထွက်ပြီးရုန်းကန်နေပါတယ်ချန်ကတော့သူတို့ကိုလာကြုံမဲ့ကုံတယ်တွေကလားနဲ့ချီပြီးမှတစ်ချိန်သာလာတဲ့အတွက်စိတ်အေးအေးချပြီးစောင့်ဖို့ကြီးပဲပြောနေပါတယ်ရှန်ဂရီလာမှာနေရင်းနဲ့ဒီကလူတွေရဲ့ထူးခြားတဲ့ကျင့်စရိုက်တွေကိုကုံဝေးတတိထားမိလာပါတယ်သူတို့ဟာဘာကိုမှအလွန်ကျွံမလုပ်ကြပါဘူးအစွန်းမရောက်ခြင်းကိုအတိအကျကျင့်သုံးကြပါတယ်အလွန်အမဲဝမ်းနေတာဝမ်းသာတာဒေါသထွက်တာလောဘကြီးတာတွေမရှိပဲအရာရာကိုခက်အေးအေးပဲတုံ့ပြန်ကြပါတယ်ဒီအထဲမှာအထူးခြားဆုံးကတော့လိုစင်လို့ခေါ်တဲ့မန်ချူအမျိုးသမီးလေးပါသူမဟာစကားတစ်ခုမှမပြောပါဘူးဒါပေမဲ့စနေရကြည့်တာအရန်ကျွမ်းကျင်ပြီးသူမရဲ့လှပရင်ကြီးမှုကမြင်ရသူကိုရှင်သက်ရှုမောစီပါတယ်အပြင်ကိုပြန်ကျင်လွန်းလို့တောင်းချမ်းနေတဲ့မလန်ဆန်ဟာလိုစင်ကိုမြင်မြင်ချင်းပဲယူယူမူမူချစ်မိသွားပါတော့တယ်တရက်မှာတော့ဆက်လန်းရဲ့အကြီးမားဆုံးအချို့အကွေ့ရောက်လာပါတယ်ကွန်ဝေးကိုရှန်ဂရီလာရဲ့အထွတ်အထိပ်ခေါင်းဆောင်ကြီးဟိုင်းလာမကတွေးဆုံဖို့တီးတန့်ခေါ်ယူလိုက်ပါတယ်အခန်းထဲရောက်တော့ဟိုင်းလာမဟာတပ်လောက်ရှိမှန်းခံမှန်းလို့မရအောင်အလော့အမဲအိုမဲရရွံနေတဲ့ပုဂ္ဂိုလ်ကြီးဖြစ်နေတာကိုတွေ့ရပါတယ်ဟိုင်းလာမကသူ့ရဲ့လျှို့ဝှက်ချက်ကိုဖွင့်ပြောပြပါတယ်တကယ်တော့သူဟာလွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်1934ခုနှစ်ကတည်းကဒီကိုရောက်လာခဲ့တဲ့ကက်သလစ်ဘုန်းတော်ကြီး Father Peyo ဖြစ်နေပါတယ်ရှန်ဂရီလာကျိုင်းဝိုင်းရဲ့ထူးခြားတဲ့လေတူရေမြေသဘာဝနဲ့အစွန်းမရောက်တဲ့စိတ်နေစိတ်ထားတွေကြောင့်ဒီမှာရှိတဲ့သူတွေဟာတာမန်လူတွေထက်အသက်ရာနဲ့ချီပြီးအသက်ရှင်နေထိုင်နိုင်ကြတာဖြစ်ပါတယ်။ဘာကြောင့်ကုံဝေးကိုတနက်နဲ့ချိန်ပြီးပြန်ပေးဆွဲခဲ့တာလဲ။အပြင်လောကကြီးဟာမကြခင်မှာအဖြတ်စီကြီးမားတဲ့စစ်ပွဲတွေလောဘတွေကြောင့်ပြပုံပွားရောက်တော့မယ်လို့ဟိုင်းလာမကကြိုတင်မြင်နေပါတယ်။ဒါကြောင့်ကမ္ဘာရင်ကြီးမှုတွေအနုပညာတွေဘဟုတုတတွေကိုဒီရှန်ဂရီလာမှာအလုံးကျုံဆုံးတင်စီထားတာပါအပြင်လောကကြီးပြည့်စည်သွားချိန်မှာဒီကျိုင်းဝမ်လေးကလူသားတွေအတွက်မျိုးစိပြန်ချပေးရမှာပါဟိုင်းလာမဟာသူတည်ဆုံးဖို့အချိန်နီးလာပြီဖြစ်လို့သူ့လိုပဲစိတ်အေးချမ်းမှုကိုမျက်နှိုးတဲ့ကွန်ဝေးကိုသူ့နေရာဆက်ခံဖို့ရွေးချယ်ပြီးလေရင်ကိုပြန်ပေးဆွဲစီခဲ့တာပဲဖြစ်ပါတယ်ဒီအချိန်မှာပဲတခြားသူတွေရဲ့အခြေအနေတွေလည်းပြောင်းလဲသွားပါတယ်ပုဂ္ဂိုလ်ကဘာနေတတ်တဲ့အမေရိကန်ဘာနဲ့ဟာတကယ်တော့ငွေကြေးလိမ်လည်မှုနဲ့ရဲတွေတဲတံဖမ်းကြခံရတဲ့ချားမာဘရိုင်ယန်ဖြစ်နေပါတယ်သူရောသာသနာပြု Miss Ringlo ပါဒီအေဂျင့်နဲ့ရှန်ဂရီလာမှာပဲတစ်သက်လုံးနေထိုင်သွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဟိုင်းလာမသိဆုံးသွားပြီးတဲ့နောက်ကွန်ဝေးဟာရှန်ဂရီလာရဲ့အရှင်သခင်ဖြစ်လာပါတယ်အရာအားလုံးအေဂျင့်သွားပြီးထင်ရပေမဲ့မလက်ဆန်ကတော့ပြဿနာဖြစ်လာပါတယ်ကုန်းတယ်ရောက်လာချိန်မှာမလက်ဆန်ကအပြင်ကိုထွက်ပြေးဖို့ပြင်ဆင်ပြီးသူချစ်တဲ့လိုဆန်ကိုပါခေါ်သွားဖို့လုပ်ပါတယ်ကွန်ဝေးကမလက်ဆန်ကိုအသေးလေးကြားပါတယ်လိုဆန်ဟာငယ်ရွယ်လှပပုံပေါက်နေပြီနဲ့တကယ်တော့1884ခုနှစ်ကတည်းကရှန်ဂရီလာကိုရောက်နေတဲ့
တက်ရာချီနေတဲ့မြို့သမီးကြီးဖြစ်ကြောင်းရှန်ဂရီလာရဲ့ဥတုဘေးကနေအပြင်ကိုထွက်လိုက်တာနဲ့သူမရဲ့ခန္ဓာကိုယ်ဟာပြင်ပကအချိန်ကာလအတိုင်းချက်ချင်းအိုမင်းရင့်ရော်သွားလိမ့်မယ်ဆိုတာကိုရှင်းပြပါတယ်။ဒါပေမဲ့မလာဆန်ကတော့ကုံဝဲကိုယူနေပြီလို့ဆွဆွဲပြီးလုံးဝမယုံကြည်ပါဘူး။ကုံဝဲတယောက်ကြီးမားတဲ့လွန်ဆွဲမှုကြီးနဲ့အင်ဆိုင်ရပါပြီ။ဒီမှာပဲနေပြီးရှန်ဂရီလာကိုအုပ်ချုပ်မလား။ဒါမှမဟုတ်ဘာမှနားမလဲတဲ့မလာဆန်ကိုနှင်းတော်ရဲမှာတယောက်တည်းအသိမခံနိုင်လို့လိုက်သွားရမလားဆိုတာပါပဲနောက်ဆုံးမှာတော့ကွန်ဝေးဟာတန်ရောစင်ကိုမဖြစ်နိုင်ပဲမလာဆန်လိုစင်တို့နဲ့အတူရှန်ဂရီလာကနေထွက်ခွာလာခဲ့ပါတော့တယ်ဆက်လန်ရဲ့အဆုံးသတ်ကတော့လုံးဝကိုဆွေးနွေးစရာပါပဲအချိန်တွေကြာသွားပြီးနောက်တရုတ်နိုင်ငံစီယုံတရုံမှာကွန်ဝေးကိုမှတ်ဉာဏ်တွေပျောက်ဆုံးပြီးတတိမလဲတဲ့အခြေအနေနဲ့ပြန်တွေ့ရပါတယ်ဆရာဝန်တွေပြပြချက်အရာသူ့ကိုစေးရုံလာပို့တဲ့သူကတော့အလွန်အမဲအိုမဲရင်ရော်နေတဲ့တရုတ်အမျိုးသမီးအိုကြီးတူပါတဲ့မှန်ပါတယ်ရှန်ဂရီလာအထက်လန်ခီမှာမလာဆန်တေဆုံးသွားခဲ့ပြီလိုဆန်လဲကွန်ဝေးပြောတဲ့အတိုင်းအသက်ရာချင်းကြီးရင်တဲ့ရုပ်သွင်းကိုချက်ချင်းပြောင်းလဲသွားခဲ့တာပါကွန်ဝေးတတိပြန်ရလာတဲ့အချိန်မှာတော့သူဆွန့်လွတ်ခဲ့ရတဲ့နိဗ္ဗာန်ပုံလေးရှန်ဂရီလာကိုပြန်လဲရှာဖွေဖို့စီယုံကနေတိတ်တဆိတ်ထွက်ပြေးသွားသည်ညင်းတောင်တန်းလေးစီကိုတကူတော့ထွက်ခွာသွားတာနဲ့ပဲဇလန်ကိုဆုံးသတ်ထားပါတယ်ဒီစာအုပ်လေးကိုဖတ်ပြီးတဲ့နောက်ကျမအနေနဲ့ရှားလိုက်တဲ့သင်ခန်းစာ၃ခုရှိပါတယ်ပထမအချက်ကအစွန်းမရောက်ရှင်ရှန်ဂရီလာကလူတွေကတက်တန်းရှိတာဟာမော်ပညာကြောင့်မဟုတ်ပဲအရာရာကိုအစွန်းမရောက်ပဲတင်းတင်းမြတ်တအောင်နေထိုင်တတ်လို့ပါကျမတို့လက်တွေ့ဘဝမှာလည်းအလုပ်ပဲဖြစ်ဖြစ်ခံစားချက်ပဲဖြစ်ဖြစ်အရန်ကြီးအစွန်းရောက်သွားရင်ပင်ပန်းရတတ်ပါတယ်မက်ဆီမာပฏิပဒါလန်စင်ကကောင်းဆုံးပါပဲဒုတိယအချက်ကအေးချမ်းမှုဆိုတာစိတ်ထဲမှာပဲရှိတယ်ယူကွန်ဝေးဟာအပြင်လောကမှာစစ်ပွဲတွေကြောင့်ပင်ပန်းနေကြရပြီမဲ့ရှန်ဂရီလာရောက်လာတော့မှသူရှာနေတဲ့ငြိမ်းချမ်းမှုကိုတွေ့ခဲ့ရပါတယ်တကယ်တော့ရှန်ဂရီလာဆိုတာပထဝီဝင်အရက်ဒေတာတစ်ခုထက်ဆိုင်လောဘဒေါသမောဟတွေကင်းစင်နေကျမတို့ရဲ့စိတ်အေးချမ်းမှုကိုပုံခိုင်းထားတာလို့ပဲမြင်မိပါတယ်တတိယအချက်ကအချိန်ကိုဘယ်လိုသုံးချမလဲရှန်ဂရီလာကလူတွေမှာအချိန်တွေအများကြီးရှိပါတယ်အဲ့ဒီအချိန်တွေကိုသူတို့ကအနုပညာစာပေဂီတနဲ့ဉာဏ်ပညာရှာမိခြင်းတွေမှာအေးအေးဆေးဆေးအသုံးချကြပါတယ်အချိန်ဆိုတာပြန်လည်မရနိုင်တဲ့အရာဖြစ်တဲ့အတွက်ကျမတို့ရောကိုယ့်ရဲ့အချိန်တွေကိုတန်ဖိုးရှိတဲ့နေရာမှာသုံးချနေပြီလားဆိုတာကိုတွေးမိစေပါတယ်နားဆင်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်စာအုပ်လေးရဲ့အနှစ်ချုပ်နဲ့ရရှိလိုက်တဲ့သင်ခန်းစာတွေပဲဖြစ်ပါတယ်